မင်္ဂလာပါကျမခင်သီပါ Doing Business in Thailand for SME ရဲ့အပိုင်း10ဖြစ်တဲ့စီးရင်ကိုင်နဲ့စီးရင်စစ်ဆေးခြင်းဆိုင်ရာလိုအပ်ချက်တွေကိုဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကုမ္ပဏီထောင်ပြီးပြီဆိုလို့ရှိရင်စီးရင်စရာတွေဘယ်လိုကင်တွက်ရမလဲဆိုတဲ့ဟာလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကုမ္ပဏီတစ်ခုထောင်ပြီးပါပြီဆိုလို့ရှိရင်နောက်ထပ်လိုက်နာမယ်အရေးကြီးဆုံးတာဝန်ကတော့စနစ်တကျစီးရင်ကိုင်မှုနဲ့နှစ်စဉ်စီးရင်စစ်ဆေးခံမှုဖြစ်ပါတယ်။ထိုင်းဆိုရကစင်းငိုင်စီးနင်းတွေကိုအလွန်တင်းတင်းကြပ်ကြပ်နဲ့ကင်တွယ်ထားတဲ့အတွက်ကြောင့်မလို့လုပ်ငန်းရှင်တွေအနေနဲ့ဒါကိုပေါ့ပေါ့ဆဆတော့မထားသင့်ပါဘူးဒီနေ့ဗီဒီယိုမှာတော့ SME လုပ်ငန်းရှင်တွေတည်ထားတဲ့ထိုင်းနိုင်ငံရဲ့စင်းငိုင်စံနှုန်းတွေစီးရင်စစ်ဆေးခြင်းဆိုင်ရာဥပဒေနဲ့လိုက်နာရမယ့်အဆင့်တွေကိုအနှစ်ချုပ်လေးဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးစီးရင်ကိုင်စံနှုန်းတွေနဲ့ပတ်သက်ပြီးတော့မှမှတ်တမ်းတွေထားပေးရမယ်ပေါ့နော် accounting standards တွေသိရမှာပေါ့အဲ့တော့ထိုင်းနိုင်ငံမှာကုမ္ပဏီအားလုံးက Thai Financial Reporting Standards TFRS လို့ခေါ်တဲ့စီးရင်ကိုင်စံနှုန်းကိုလိုက်နာရတယ်ဒါက IFRS နဲ့တူတူပဲပေါ့နော်ဒါပေမဲ့ SME လုပ်ငန်းရှင်တွေအတွက်ကတော့ပိုပြီးရိုးရှင်းတဲ့ TFRS for SME ဆိုပြီးတော့မှအဲ့ဒါကိုသုံးခွင့်ပေးထားတယ်အဲ့တော့ဥပဒေအရတော့ကိုယ့်ကုမ္ပဏီမှာနေ့စဉ်စီးရင်တွေ day books တွေရှိရမယ် general ledgers တွေ journals တွေရှိရမယ်sales and purchase မှတ်တမ်းတွေထားရမယ်ပြီးရင် inventory တွေကိုလည်းပဲ record လုပ်ထားရမယ်အဝင်အထွက်နဲ့လက်ကျန်စင်းတွေရှိရမယ်ပြီးရင်လစာပေးချေထားတဲ့မှတ်တမ်းတွေလည်းရှိရမယ်အဲ့တော့အရေးကြီးတာဒီမှတ်တမ်းတွေကိုထိုင်းဘာသာစကားနဲ့ရေးထားဖို့လိုတယ်ပြီးတော့ထိုင်းဘတ်ငွေနဲ့ပြသရမယ်အဲ့တော့ English လိုရေးမယ်ဆိုရင်တော့လည်းရေးလို့ရတယ်ပေါ့နော်အဓိကတော့ငွေကြေးကိုတော့ထိုင်းဘတ်နဲ့report လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့အစင်းငိုင်ခန့်တဲ့ဟာပေါ့နော်ပြီးတော့စားရဆိုင်နေထားတဲ့အကြောင်းပြောပါမယ်ထိုင်းမှာကုမ္ပဏီတိုင်းက DVD ရုံးခန်းမှာပတ်ပုံတင်ထားတဲ့အရေးအစင်းပြည့်မီတဲ့စီးရင်ကိုင် qualified accountant တူကိုမဖြစ်မနေခန့်ထားရမယ်ဒီစီးရင်ကိုင်ကနေပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းရဲ့နေ့စဉ်ငွေဝင်ထွက်တွေကိုမှတ်တမ်းတင်ပေးထားရမယ်စီးရင်ကိုင်မှုတော့ကိုမှအထောက်အထားစားရဆိုင်တဲ့နေရာကတော့အသက်ပဲအဲ့တော့အခွန်ပြေစာ tax invoice တွေနောက်ပြီးတော့ငွေလက်ခံတဲ့ receipts တွေရှိမယ်နောက်ပြီးငွေပေးချေမှု vouchers တွေ payment vouchers တွေရှိမယ်အဲ့ဒါတွေကိုစနစ်ကျစုဆောင်းပြီးတော့မှ record keeping လုပ်ထားဖို့လိုတယ်file တွဲထားဖို့လိုတယ်ပေါ့နော်အဲ့ဒီစာရက်တွေကိုအနည်းဆုံးရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲ9နှစ်တင်ဆက်ထားရမယ်နှစ်စဉ်စီးရင်စစ်ဖို့လဲလိုတယ်statutory audit လို့ခေါ်တာပေါ့နော်ဥပဒေအရစစ်ကိုစစ်ရမယ်ဟာအဲ CPA သုံးပြီးတော့မှစစ်ရမယ် AGM လောက်ခေါ်ပြီးတော့မှ annual general meeting ခေါ်ပြီးတော့မှဒါကိုအတည်ပြုပေးရမယ်ပေါ့နော်ထိုင်းနိုင်ငံမှာ SME လုပ်ငန်းတွေကတစ်နှစ်တစ်ကြိမ်စီးရင်စစ်ကိုစစ်ရမယ် statutory audit ခံယူရမယ်ဒီစီးရင်စစ်တဲ့ဟာကိုလည်းပဲထိုင်းနိုင်ငံရဲ့ certified public accountant CPA ကပဲလုပ်ခွင့်ရှိတယ်စီးရင်စစ်ပြီးသွားလို့ရှိရင်လောက်ရမယ့်ဟာကတော့ AGM အစည်းအဝေးကျင်းပရမယ်နှစ်ကုန်ပြီး4လအတွင်းမှာ shareholders တွေနဲ့အစည်းအဝေးကျင်းပပြီးမှဒီစစ်ထားတဲ့အစည်းအဝေးတွေကိုအတည်ပြုပေးရမယ်အဲ့တော့ဒီအစည်းအဝေးကနေအတည်ပြုပြီးမှတစ်လအတွင်းမှာ DVD ရုံးကိုဒီစည်းအဝေးတွေကိုပို့ပေးရမယ်ဒီကလို့တမရတဲ့နောက်ကျသွားရင်တော့တန်ကြီးပေးရမယ်အဲ့တော့ SME တွေအတွက်ကိုမှအကြံပေးချင်တာကတော့ practical ဖြစ်တဲ့ဟာပေါ့နော်ဘာကြီးလုပ်လို့ရမလဲဆိုတဲ့ဟာကတော့accounting system တွေသုံးပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုယ်စာရက်စာတမ်းကြီးတွေကိုတေချာကြီးလိုက်ပြီးတော့မှတင်ပြီးတော့မှ file အနေနဲ့အလုပ်မရှုပ်တော့ဘူးပေါ့နော်အဲ့တော့ဘာတွေသုံးလို့ရလဲဆို express သုံးလို့ရတယ် flow account သုံးလို့ရတယ် zero သုံးလို့ရတယ်အဲ့လို software တွေသုံးလို့ရမယ်ပြင် Thai မှာလည်းသူ့ဘာသူထုတ်ထားတဲ့ Thai local accounting software လေးရှိရဲအဲ့ဒါလေးသုံးလို့ရတယ်အဲ့တော့ SME လုပ်ငန်းရှင်တွေနဲ့စီးရင်ကိုင်ရတာလွယ်ဖို့တက်ဆိုလို့ရှိရင် software တွေသုံးThai မှာ express တို့ flow accountအဲ့ဒါတွေကိုသုံးပြီးမှနိုင်ငံတကာစံနှုန်းစင်းကိုင်နေသုံးရကြတယ်ပေါ့နော်0တို့ဘာလို့သုံးရင်လည်းရတယ် QuickBook တို့ဘာလို့သုံးရင်လည်းရတယ်အဲ့တော့ time ဟာတော့ပို့ပြီးတော့မှစိတ်သက်သာမယ်နဲ့တူတယ်အဲ့တော့ဒီဗီဒီယိုကိုအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွမ်းကျင်တဲ့စင်းကိုင်ကိုငှားရမယ်စာရက်စာတမ်းတွေစနစ်ကြသိမ်းရမယ်အခွန်ပေးဆောင်မှုနဲ့စီးရင်စစ်ဖို့အတွက်တတ်မှတ်ရက်တွေကိုသေချာမှတ်သားထားပြီးတော့မှနောက်မကြအောင်လို့အတွက်ကိုမှစီးရင်တွေတင်ပေးဖို့လိုတယ်အဲ့တော့စီးရင်ကိုင်နေဆိုတဲ့ဥစ္စာကတော့ဥပဒေကြောင်းအရဥပဒေအရပေါ့နော်တာဝန်ရှိတဲ့ဟာတစ်ခုဖြစ်တယ်ကိုယ့်ရဲ့လုပ်ငန်းချင်းတွေကိုသိရှိဖို့တည်းလည်းရေးကြည့်တယ်ပေါ့နော်အဲ့တော့စနစ်ကြတဲ့စီးရင်ကိုင်တယောက်ရှိခြင်းကကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုမှရေးရှိမှအောင်မြင်နိုင်တယ်အဲ့တော့စီးရင်ကိုင်ကကိုယ်တိုင်ကိုလုပ်ငန်းလည်းတေးသေးလေးဖြစ်နေလို့စီးရင်ကိုင်ကို full time ငှားဖို့အတွက်အဆင်မပြေဘူးဆိုလို့ရှိရင်farm တွေကို accounting firm တွေကိုအပ်လို့ရတယ်ပြီးတော့ part time ခေါ်ပြီးတော့မှတပတ်တရက်စီးရင်လာလုပ်ပေးရမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ငှားလို့လည်းရတယ်ပေါ့နော်
အဲ့တော့အရေးကြီးဥစ္စာကတော့အဲ့ဒီနေရာမှာဈေးသွားပြီးတော့မချွေးတာပါနဲ့ဘာလို့ဆိုကိုယ့်အတွက်နောက်တစ်ချိန်မှာရှိလာနိုင်တဲ့ခက်ခဲတွေပေါ့နော်အဲ့ဒါတွေကိုကြိုပြီးတော့မှပြင်ဆင်ပြီးတော့မှကြော်ထွားလို့ရမှာဖြစ်လို့ပါအဲ့တော့ဒီဗီဒီယိုလေးကကြိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထိုင်းစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တဲ့ကုမ္ပဏီမှတ်ပုံတင်ခြင်းမှာဘယ်လိုစာရွက်စာတမ်းတွေလို့လဲဆိုတဲ့ဟာမျိုးလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်